ကျွန်တော်တို့ဒါလေးကိုပြမှာပေါ့နော်ကျွန်တော်တို့ဝိကနာတော့เนาะဒီစေခြင်းအတွက်ကျင်းကိုင်းတယ်ပေါ့နော်6ထိပ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 ်เนาะလေးချက်သွားတာနောက်ကျွန်တော်တို့ဒီနှလုံး1ဒီနှလုံး2ဒီနှလုံး3ဒီနှလုံး4เนาะဒီနှလုံး1က1ရပါဝါပရိ6 2ရပါဝါပရိခွန်3ရပါဝါပရိ8 4ရပါဝါပရိ9လို့သူထည့်တာကြာကြည့်နော်ကျွန်တော်ရမိတ်ဆွေတငယ်ချင်းများအားလုံး6ထိပ်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 လေးချက်သွားတယ်နော်အဲ့လိုလေးချက်သွားပြီဒီနှလုံး1ရောက်ပါပါပရိ6ဒီနှလုံး2ရောက်ပါပါပရိခွန်နော်ဒီနှလုံး3ရောက်ပါပါပရိ8နော်ဒီစေကျန်တော့အထူးမွေးကနာပေါ့ဗျာကျင်ရင်ကိုင်းနဲ့နော် original မိတ်ဆွေတငယ်ချင်းများအားလုံးအစော original မိတ်ဆွေတငယ်ချင်းများအားလုံးကျွန်တော်ကျင်ရင်ကိုင်းနဲ့နော်ဒီစေကျင်အတွက်နော်ဒီနှလုံး1ရပါပါပရိ6ဒီနှလုံး2ရပါပါပရိခွန်ဒီနှလုံး3ရပါပါပရိ8ဒီနှလုံး4ရပါပါပရိ9လို့သူထည့်တာအဲ့လိုထည့်တဲ့နေရာမှာဒီ6ဒီလာထားတာလဲသူကဒါတွေကလာထားတာပေါ့နော်ဒါတွေကလာတာနော်8 9 3ည1ပေါ့နော်8 9 3ည1သူ့ထပ်မှာကျွန်တော်တို့ဒီနှလုံး1တယ်ပေါ့ဒီ3လုံး1တယ်ပေါ့နော်ရှီပေါင်း8နဲ့ဘောက3ခါနဲ့နော်အဲ့ဒီက1ရပါဝါ6လို့ထည့်တယ်ဒီ9နဲ့ဒီက2ခါနဲ့နော်ရှီပေါင်း9နဲ့2ခါနဲ့အဲ့ဒီက1ရပါဝါ6လို့ထည့်တယ်ဒီနှလုံး30နဲ့ရှီရွက်30နဲ့1ခါနဲ့နော်အဲ့1ရပါဝါ6ထည့်တာရှီပေါင်း1နဲ့3ညခါနဲ့ဒီ3လုံး1ရပါဝါ6ထိပ်လို့ထည့်တာဒါတွေကပြောပြရင်တော့ကုန်မှာမဟုတ်ဘူးနော်ပြောပြရင်တော့ကုန်မှာမဟုတ်ဒီမှာသူကဒီနားမှာလောက်ထားတာလည်းရှိရပေါ့နော်ခဏလေးနော်ဒီ3လုံး2ဒီ3လုံး2ကိုနော်ဒီ3လုံး2လို့ပြီးလို့ရှိရင်ဒီက2ခါလို့ထည့်တယ်နော်အဲ့လိုလုပ်ပြီးမှဒီကနောက်တွဲနဲ့နော်နောက်တွဲရှင်းနဲ့4ထိပ်တော့ပြန်နှစ်ထားတယ်အဲ့လိုနှစ်လို့ထည့်ထားတယ်နော်နောက်တစ်ခါကျွန်တော်တို့ဒီနှလုံးခွန်နဲ့5ထိပ်နဲ့နော်နှစ်တယ်ဒီ6ခါလို့ထည့်တယ်နော်အဲ့လိုထည့်ပြီးတော့ဒီကနောက်ပေါင်း3နဲ့9ထိပ်နဲ့နှစ်လို့ပြန်ထည့်တာနော်ဒီနှစ်ကိုဒီ3လုံးနှစ်ကိုဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီ3လုံးနှစ်တယ်နော်အဲ့နှစ်ကို6ခါလို့ထည့်ပြီးတော့နော်နောက်ပေါင်းခွန်နဲ့နော်5ထိပ်တော့ပြန်နှစ်တယ်အဲ့ဒီ3လုံးနှစ်ကိုနော်ဒီ3လုံးနှစ်နဲ့ပြန်ချိတယ်နော်နောက်ကျွန်တော်တို့ဒီနှလုံး8နဲ့4ထိပ်နဲ့နှစ်တယ်1ခါလို့ထည့်တယ်အဲ့လိုထည့်လိုက်တာနဲ့ကျွန်တော်တို့နောက်ပေါင်း8နဲ့4ထိပ်တော့ပြန်နှစ်တယ်ပေါ့နော်အဲ့လိုနှစ်ဒီသူကချိပြီးတော့သူကဘာလောက်ထားလဲဆိုတော့ဒီနှလုံး2ဒီနှလုံး3ဒီနှလုံး4ဒီနှလုံး5လို့ထည့်ထားတယ်နော်အဲ့လိုထည့်ထားနားတော့ပြရတယ်တော့အများကြီးပေါ့နော်ဒီနှလုံး4နော်4ရပါပါဒီနှလုံး9လို့ထည့်ထားဒီနှလုံး5ရပါပါဒီနှလုံး10လို့ထည့်ထားဒီနှလုံး6ရပါပါဒီနှလုံး1လို့ထည့်ထားနော်6ပြီးတော့ဒီနှလုံးခွန်လို့မဖြစ်ဘူးနော်5လို့ဖြစ်တယ်နော်5လို့ဖြစ်တယ်ဒီချက်ကြည့်နော်ဒီနှလုံး4ဒီနှလုံး5ဒီနှလုံး6ဒီနှလုံးခွန်လို့မဖြစ်ဘူး5လို့ဖြစ်ထားလဲကြောင်းမလို့အဲ့ကြောင့်မလို့ဒီနှလုံး9ဒီနှလုံး10ဒီနှလုံး17ဒီနှလုံး12လို့မယူเนาะအားလုံးကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးသူသွားနေတာเนาะတမျိုးတမီလေးသွားနေတာတမျိုးတမီလေးသွားတာအားလုံးကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးเนาะအဲ့ဒီမှာကျွန်တော်တို့သူလောက်ထားတာကเนาะစေခွက်လိုင်းလောက်ထားတယ်ဒီ line စေခွက်လိုင်းနေပေးထားတာတော့အများကြီးပေါ့เนาะကျွန်တော်ပြသွားမှာပေါ့เนาะအဲ့ဒီမှာเนาะဒီနှလုံး1တယ်ဒီနှလုံး2တယ်ဒီနှလုံး3တယ်ဒီနှလုံး4တယ်လို့ကျွန်တော်ပြောခဲ့တယ်အဲ့မှာ1ရပါပါဒီနှလုံး1ကို1ရပါပါဒီ6လို့ထည့်တယ်
ဒီနှလုံး6လို့ထည့်တယ်2ရက်ပါအောင်ဒီနှလုံးခွန်လို့သူပြန်ထည့်တာနော်3ရက်ပါအောင်ဒီနှလုံး8လို့သူပြန်ထည့်တာနော်4ရက်ပါအောင်ဒီနှလုံးပြန်9လို့ထည့်တာဒီစားကြည့်နော်ကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးအဲ့ဒီမှာသူကဒီနှလုံး1ကို1ရက်ပါပါဒီနှလုံး6လို့ထည့်လို့ရှိရင်ကျွန်တော်တို့ဒီနှလုံး2နဲ့9ထိပ်နဲ့ပြန်ပြီးတော့6လို့1လို့ပြန်ထည့်တာဒီစားကြည့်နော်ကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးဒီနှလုံး1ကိုနော်1ရက်ပါပါဒီနှလုံး6လို့ထည့်လို့ရှိရင်အဲ့6ရက်ပါပါကိုခါလုံးနှလုံးနဲ့ခါလုံးနှလုံး2နဲ့9ထိပ်နဲ့ကို1လို့ပြန်ထည့်တာဒီစားကြည့်နော်ကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးဒီဆယ်ကျင်လည်း share ပြနော်မွေးကနန်းဆိုင်ကျင်းကြီးကိုင်းနေပါဒီနှလုံး2ရက်ပါပါဒီနှလုံးခွန်နော်အိုက်ခွန်ရက်ပါပါဒီနှလုံး1နဲ့ခါလုံးနှလုံး1နဲ့1ထိပ်နဲ့ကို2လို့ထည့်တာနော်ဒီနှလုံး3နော်ဒီနှလုံး3ရက်ပါပါဒီနှလုံး8လို့ထည့်လို့ရှိရင်3ရက်ပါပါနော်8ရက်ပါပါတခါပြန်3ထားနော်အားလုံးကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးဒီထားကြည့်နော်ဒီနှလုံး4ရက်ပါပါဒီနှလုံး9လို့ထည့်တယ်9ရက်ပါပါကို4လို့ဖြစ်ပေါ်ပါတယ်ဒီနှလုံး5နဲ့ကျွန်တော်တို့က9ထိပ်လို့ထည့်မှာ4ဖြစ်မယ်ကြရှိစရာရမိတ်ဆွေငယ်ချင်းများအားလုံးနော်ဒီနှလုံး1ရက်ပါပါဒီနှလုံး6ရက်ပါပါဒီ3လုံးပြန်တေးလို့ထည့်တာဒီနှလုံး2ရက်ပါပါဒီနှလုံးခွန်ရက်ပါပါဒီနှလုံးဒီ3လုံးပြန်ပြီးတော့တစ်ထားတယ်ဒီနှလုံး3နော်3ရက်ပါပါဒီနှလုံး8တယ်8ရက်ပါပါဒီနှလုံး10နဲ့3ထိပ်နဲ့ပြန်ပြီးတော့3ထားတယ်ဒီနှလုံး4ရက်ပါပါဒီနှလုံး9လို့ထည့်တယ်အဲ့လို9လို့ထည့်လို့ရှိရင်9ရက်ပါပါဒီ3လုံးကပြန်4မယ်ဆိုလို့ရှိရင်9ထိပ်နော်အဲ့မှာ तू ကဘာလောက်ထားလဲဆိုတော့ဒီ site မှာပေါ့နော်ဒီ site မှာဒီ6ထိပ်လို့4ချက်ရိုက်တယ်အဲ့6ထိပ်မင်းဘာလောက်ထားလဲဆိုတော့ကျွန်တော်တို့ဒီချာကြည့်နော်ဒီလေးလုံး8လို့ရိုက်တာတယ်ဒီ6ထိပ်မှာလည်းအဲ့လိုပဲနော်ရှင်းပြီးတော့ဒီလေးလုံးခွန်လို့ရိုက်တာနော်8ခွန်ကျွန်တော်တို့ဒီ6ထိပ်ရဲ့ဒီဘက်မှာဒီလေးလုံး6လို့ရိုက်တာဒီလေးလုံး8နော်ဒီလေးလုံးခွန်ဒီလေးလုံး6နော်ဒီလေးလုံးမှာ9လို့သူရိုက်တာ6ထိပ်ရပေးမှာဒီကြကြည့်နော်ဒီ6ထိပ်ရပေးမှာဒီ3လုံးဒီလေးလုံးကိုနော်ကျွန်တော်တို့8လို့ထည့်တယ်အဲ့8ကပဲကျွန်တော်တို့ဒီကြကြည့်နော်ကျွန်တော်ရမိတ်ဆွေတငယ်ချင်းများဒီ3လုံးပြန်8ထားနော်ဒီ6ထိပ်ရပေးမှာဒီလေးလုံးကိုခွန်လို့ထည့်ထားတယ်နော်အဲ့ခွန်ကျွန်တော်တို့ဒီ3လုံးခွန်လို့ထည့်တာ8ခွန်နော်ဒီ6ထက်ရပြီးမှဒီ4လုံးကို6လို့ထည့်တယ်အဲ့6ကပဲနော်ဒီ3လုံးပြန်ပြီးတော့6လို့တန်ထည့်တာနော်ဒီ6ထက်ရပြီးမှဒီ4လုံးက9လို့ထည့်တာအဲ့9ကိုနော်အဲ့9ကိုဒီ3လုံး9မယ်ဆိုရင်3ခါနော်ကို3တွဲဒီကြကြီးနော်ကျွန်တော်ရမရှိတငယ်ချင်းများအားလုံးဒီ6ထက်ရဘေးမှာဒီ3လုံး8ကိုနော်ဒီ3လုံး8လို့ထည့်တယ်ဒီ6ထက်ရဘေးမှာဒီ3လုံးခွန်ဒီ4လုံးခွန်လို့ထည့်တယ်အဲ့4လုံးခွန်ဒီ3လုံးခွန်နဲ့ပြန်ထည့်တာဒီ6ထက်ရဘေးမှာနော်ဒီ4လုံး6လို့ထည့်တာအဲ့6ကိုဒီ3လုံးပြန်6တာဒီ6ထက်ရဘေးမှာဒီ4လုံး9လို့ထည့်တယ်အဲ့9ကိုဒီ3လုံးပြန်9မယ်ဆိုလို့ရှိရင်ကို3တွဲနော်ကို3တွဲအဲ့ဒီမှာကျွန်တော်တို့သူကလောက်ထားတယ်ဗျသူကအပိတ်ကိုကျတော့ကျွန်တော်တို့ဒီ3လုံး6နော်ဒီ3လုံး5နော်နောက်ထောင်3လုံးပေါင်း6နောက်ထောင်3လုံးပေါင်း5နောက်ထောင်3လုံးပေါင်း4လို့သူထည့်ထားနော်6 5 4ကျွန်တော်တို့က3လို့ထည့်ကြတာ3လို့ထည့်တယ်ခုံပိတ်နှလုံးပေါင်း4ရှိတဲ့ကြောင့်မို့ကျွန်တော်တို့က9ပိတ်လို့ထည့်ရတော့
နော်ကိုအပိလို့ထည့်ရတာအဲ့မှာ939ဆိုတဲ့အဲ့ဒီမှာသူကဒီ939ကိုဘာလို့ထည့်တာလဲဆိုတော့တခြားကြီးနော်သူကနန်းလောက်ထားတဲ့ပုံမှာပဲမူတည်သွားတာနော်အဲ့ဒီမှာကျွန်တော်တို့ဒီ3လုံးပေါင်း6နောက်ထောင်3လုံးပေါင်း6လို့ဖြစ်ဖို့ရည်နော်ကျွန်တော်တို့ဒီနှလုံး1ရပါပဋိ6လဲပေးတယ်နော်ဒီနှလုံး1ကြောင့်မလို့1ရပါဒီနှလုံး6လဲပေးထားတယ်အဲ့6ရပါကိုကျွန်တော်တို့ဒီနှလုံး2နဲ့9ထိပ်နဲ့တစ်ထားတယ်အဲ့1ကို1ရပါဒီကနောက်ပေါင်း10နဲ့နောက်ပေါင်း6နဲ့ကိုပြန်ပြီးတော့6ထားတယ်ဒီ3လုံး1ကို1ရပါနောက်တွဲ10နဲ့နောက်တွဲ6နဲ့ကိုနော်ပြန်6ထားတယ်ဒီကြကြီးနော်ကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံးဒီနှလုံး2တဲ့2ရပါမှာခွန်လဲပေးတယ်ဒီနှလုံး2ကြောင့်မလို့2ရပါမှာ9အပိန်းနဲ့10ပိန်းနဲ့ခွန်လဲပေးထားတယ်ခွန်ရပါကိုကျွန်တော်တို့ကဒီနှလုံး1နဲ့1ထိပ်နဲ့နှစ်ထားတယ်အဲ့နှစ်ကို2ရပါကိုကျွန်တော်တို့ကဒီကနောက်ပေါင်း10နဲ့နောက်ပေါင်းခွန်နဲ့ခွန်လို့ပြန်ထည့်ထားတယ်2ရပါဒီ3လုံး2ရပါနောက်တွဲ10နဲ့နောက်တွဲခွန်နဲ့ခွန်လို့ထည့်ထားတယ်နော်ဒီမှာလည်းအဲ့လိုပဲဒီနှလုံး3ရပါ8တယ်ဗရိတ်8လို့သူထည့်တယ်အဲ့လို8လို့ထည့်တာနဲ့ဒီနှလုံး8လို့သူထည့်ထားတယ်ဒီနှလုံး8ကြောင့်မလို့8ရပါခါလုံးနှလုံး10နဲ့3ထိပ်နဲ့3ထားတယ်အဲ့3ကို3ရပါတခါနောက်တွဲ9နဲ့နော်နောက်တွဲ9နဲ့ပြန်ပြီးတော့8ထားတယ်ဗျနော်နောက်တွဲ9နဲ့နောက်တွဲ9နဲ့ပြန်8ထားတယ်3ရပါဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီနှလုံးပေါင်းဒီနှလုံးပေါင်း4ရပါ9တယ်9ရပါဒီနှလုံးပြန်9တယ်အဲ့လို9လိုက်တာနဲ့9ရပါဒီနှလုံး9နဲ့9ထိပ်နဲ့ပြန်4ထားတယ်4ရပါကိုကျွန်တော်တို့ကဒီကနောက်တွဲခွန်နဲ့နောက်တွဲ2လို့ထဲမှာနော်နောက်တွဲ2လို့ထဲမှာကျွန်တော်တို့ကပြန်9မယ်2ဒီ4ရပါကိုနော်ဒီ3လုံး4ရပါ4ရပါနောက်တွဲခွန်နဲ့နောက်တွဲ2နဲ့မှာ9မယ်ဆိုတော့ကျွန်တော်တို့က939ဆိုတဲ့ကျွန်တော်ရမိတ်ဆွေငယ်ချင်းများအားလုံး